တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ပြီးယဉ်ကျေးမှုလူနေမှုအဆင့်မြင့်နဲ့မြန်မာနိုင်ငံရဲ့စတုတ္ထမြို့တော်ဖြစ်တဲ့တောင်ကြီးမြို့ဟာစိမ်းလန်းတဲ့တောင်တန်းကြီးတွေဝန်းရံလျက်ရှိပြီးရှုမကြီးတဲ့သဘာဝအလှရှုခင်းတွေ12ရာသီလုံးတန်ရှင်းတဲ့သဘာဝလေးနုလေးအေးလေးတွေနဲ့အစဉ်အမြဲတာယာလှပလို့နေပါတယ်။တောင်ကြီးမြို့ဆိုတာနဲ့ဘာသာတရားကိုင်းဆိုင်မှုစိမ့်ဆူအေးမြမှုတန်ရှင်းလက်ဆက်မှုကျေဝန်းလှပမှုအနှစ်သာရတို့နဲ့အတူရှင်တွဲမြောင်မိကြမှာဖြစ်ပြီးပေါ်ကျွယ်ဝါလာတဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့အတူတောင်မော်ဈေးနဲ့တောင်မော်သူတောင်မော်သားတွေရဲ့ရိုးသားတဲ့သဘာဝတရားတွေကလည်းအလှတရားကိုခံစားတတ်သူတွေဖို့အမြဲတမ်းနေခြင်းစရာနေရာလေးဖြစ်လို့နေပါတယ်။တောင်ကြီးမြို့ဟာအာဆီယံနိုင်ငံတွေရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအကောင်းဆုံးမြို့ကြီးစု2014ခုနှစ်အတွက်ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်စုမြန်မာနိုင်ငံရဲ့အကောင်းဆုံးစံပြမြို့နယ်ပထမစုနဲ့မြို့သားရလှပရေးအကောင်းဆုံးပထမစုတွေရရှိထားတဲ့ဂုဏ်ယူစရာမြို့လည်းဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးလည်းပုံမကောင်းဖွန်လာပြီးအမိုက်တရိုက်နဲ့ရွှွန့်နုံဖုံမုတ်တို့ကင်းစင်ကအေးမြတဲ့ရာသီဥတုကြောင့်နွေရာသီအပန်းဖြေတောင်ပေါ်မြို့အဖြစ်ထင်ရှားသလိုတောင်ကြီးမြို့နီးတစ်ဝိုက်မှာရှိကြတဲ့အင်းလေးကန်ပင်းတရထန်ဆန်းကူနဲ့မွေတော်ကက်ကူအစရှိတဲ့လဲပတ်စရာစိတ်ဝင်စားစရာကောင်းတဲ့နာမည်ကျော်နေရာတွေဟာပြည်တွင်းပြည်ပခီးသွားဧည့်သည်တွေနဲ့အမြဲစီကားလျက်ရှိပါတယ်။ညကန်သာနဲ့ရှုကင်းသာပန်းချံတို့ရဲ့တဘာဝရှုကင်းအလှတွေကိုခံစားရင်းအပန်းဖြေနားယူနိုင်စရာတွေအများကြီးရှိသလိုမြန်မာပြည်တလွှားသာမကကမ္ဘာတစ်ခွင်လုံးစိတ်ဝင်စားတဲ့အကြော်ကြားဆုံးတစ်စောင်းတိုင်းမိဘုံမြန်ပွဲတော်နဲ့မြို့လုံးကျွပုံကထိန်ပွဲတော်ကိုလည်းပျော်ရွှင်စွာဆင်နွှဲနိုင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။မြို့ပြရဲ့မွန်းတက်မှုတွေကြောင့်ဖြစ်စေ၊နွေရာသီအပူရှောင်ခြင်းသူတွေကြောင့်ဖြစ်စေဒီလိုနေခြင်းစရာမြို့ကလေးမှာအစင်တန်းမြင့်မြင့်နေခြင်းသူတွေအတွက် holiday home လေးတစ်ခုအဆင်ပြေစေဖို့ဆိုတဲ့စေတနာအရင်းခံကအမျှော်မြင်ကြီးကြီးနဲ့အခုတောင်ကြီးမြို့မှာပထမဆုံးနိုင်ငံတကာအဆင့်မီအဆင့်မြင့်ကွန်ဒိုတစ်ခုတည်ဆောက်လျက်ရှိပါတယ်။အဲ့ဒါကတော့တောင်ကြီးမြို့အလဲပခိုကစိတ်ငြိမ်အေးချမ်းတဲ့ရပ်ကွက်နဲ့အချက်ချာကျတဲ့မိန်းလမ်းမကြီးတွေဖြစ်တဲ့မဟာဗန္ဓုလာလမ်းနဲ့တီတာလမ်းတောင်မှာရှိပြီးမြို့တွင်းမြို့ပြင်ပဲနေရာကိုမဆိုအချိန်တို့တွင်းလွယ်ကူစွာသွားလာနိုင်အောင်တည်ဆောက်ထားတဲ့နန်းထိုက်ရွှေစင်ကွန်ဒိုပဲဖြစ်ပါတယ်။နန်းထိုက်ရွှေစင်ကွန်ဒိုဟာနာမည်ကျော်မြို့မဈေးလက်နက်ကင်းကုန်စိမ်းဈေးနဲ့ညဈေးတို့အပြင်တောင်ကြီးကဖေးစီတော်ကြီးကဖေးနဲ့တော်ဝင်ပလဲကဖေးတို့အနီးမှာတည်ရှိပြီးမြို့အမြင့်ပိုင်းမှာတည်ဆောက်ထားတဲ့အတွက်တောင်ဘက်ကမြကန်တာအရှေ့ဘက်နဲ့အနောက်ဘက်ကရှုမကြီးတဲ့တောင်တန်းကြီးတွေကို16တက်ရှိတဲ့ကွန်ဒိုရဲ့3လွှာကနေတော့ပတ်ဝန်းကျင်ရှုခင်းတွေကိုအတားအဆီးမရှိတွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။ပေတရာပတ်လည်ကျယ်ဝန်းရှိတဲ့မြေပေါ်မှာလေးတုံးကြကြတိဆောက်ထားတဲ့အတွက်အခန်းတိုင်းဟာတောင်ကန်းတွေဖြစ်တာကြောင့်မျက်နှာမူရာအလိုက်ရှုခင်းတွေကိုလွတ်လွတ်လပ်လပ်မျက်စိတဆုံးတွေ့မြင်နိုင်မှာဖြစ်ပါတယ်။နန်းထိုက်ရွှေစင်ကွန်ဒိုကိုစင်ကာပူနိုင်ငံ Architect Vista Pte Limited နဲ့မြန်မာနိုင်ငံကပညာရှင်တွေဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ကျောက်တောင်ထုပေါ်မှာဖောင်ဒေးရှင်းတည်ထားပြီးမလင်နယ် Richards K 8ကျော်ဒီခန်းနိုင်ရှိတဲ့ရှဲဝါကြီး9ခုနဲ့ခိုင်မာအောင်အထူးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ကားပါကင်နှစ်ထပ်ခွဲပါရှိတဲ့အတွက်ကားနဲ့ဆိုင်ကယ်ရပ်ဖို့စိတ်ညစ်စရာမလိုပဲ24 hour security main gate 2ခု main လှေကားတစ်ခု emergency လှေကားတစ်ခုစီခင်မီအမှိုက်ပစ်စနစ်နဲ့အရေးပေါ်မီးသတ်စနစ်2မျိုးအပြင်အမြန်နှုံးမြင့်တက်လှေကား2စီးကိုကားပါကင်ကနေခေါင်မိုးထိတပ်ဆင်ပေးထားပါတယ်။ညီညီတက်မှာမီနီမတ်ပါရှိမှာဖြစ်ပြီးကလေးလူကြီးရေကူးကန်အားကစားခန်းမှာချွေးထုတ်ခန်းတစ်ခန်းကော့ဖီလေးကျင်ခန်းနေရာများနဲ့မိသားစုလိုက်သုံးပြုနိုင်တဲ့အသားကင်ကောင်တာပွဲများကျင်းပနိုင်တဲ့ပူဆိုင် area နဲ့
Sky Garden အစရှိတဲ့ facility တွေလည်းပါဝင်တဲ့အတွက်မိသားစုလိုက်ဖြစ်စေတည်တံ့ဖြစ်စေလွတ်လပ်စွာအနားယူအပန်းဖြေနိုင်မှာဖြစ်ပါတယ်အထူးသတင်းကောင်းအနေနဲ့ဝယ်ယူအားပေးမဲ့မိဘပြည်သူတွေအတွက်အခုအချိန်မှာဆယ်လော်အထိတိဆောက်ပြီးပြီဖြစ်တာမို့ဆောင်ဆိုင်ရချိန်ပုံမှန်ထက်လ20မကသက်သာမဲ့အပြင်ရန်ကုန်မြို့နဲ့နိုင်စာလိုက်ရင်အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက်မိနည်းမြုပ်နှံလူသူများအလွန်ကောင်းတဲ့အခွင့်အရေးလည်းရရှိမှာဖြစ်ပါတယ်ကဘာကျော်မီးပုံမြန်ပွဲတော်ကြီးကိုလည်းနန်းထိုက်ရွှေစင်ကွန်တို့ကနေစိန်ကြကြကြည့်ရှုနိုင်မဲ့အခွင့်အရေးကိုဝယ်ယူအားပေးကြမဲ့မိဘပြည်သူများလက်မလွတ်လိုက်ကြပါနဲ့ရှင်